စိုးတောက်မရဘူးတဲ့လူတွေရိုက်ပြမယ်နော်စိုးတောက်ပါနေဒီမှာမကြောပအိတ်ပေါ့နော်တကယ်ချင်းကြောပအိတ်သူလာထားတာကြားနေပြီမပြောက်ဘူးစိုးတောက်ပါဘောနေဘာတွေလမ်းမြင်နေရလဲဘာတွေတွေ့ရနိုင်လဲဆိုတော့ဒီမှာဇက်ကားတွေရိုက်ဖူးတယ်နော်ကိုရီးယားဇက်ကားတွေရိုက်ဖူးတယ်ဒီမှာဟိုကဒါစိုးမျိုးပေါ့တောင်ကြီးမျိုးတော့မလာပါဘူးအမှန်ဆိုရင်တော့ဘောနေလမ်းကြီးမှာဓာတ်ပုံတွေရိုက်ကြကဘာပေါ်မှာအလားပါနဲ့ကဘာပေါ်ကလူတွေကိုဖမ်းစားနေတဲ့နေရာလေးပေါ့ရိုက်ပြပေးမယ်လို့ရှင်းပါတဆိုးတော်ပါပေါ်နေလမ်းမြင်နေရတဲ့နေရာလေးတွေပေါ့ဇာတိဥဒုအသားရနေတော့စစ်မြင်ကွင်းတွေတော့ရှင်းနေတာပေါ့ဒါဆိုးတော်ပါဆိုတာပဲဘာမှတော့မဟုတ်ပါဘူးဒါပေမဲ့လူတွေကတော့တောလဲတဲ့လူတွေတော့တော်တော်များတယ်အလဲပတ်လူတွေတော်တော်များတယ်